မြန်မာနိုင်ငံဒီအိန္ဒိယနဲ့ပူးပေါင်းဆောင်ရွက်ပြည့်တင်ခဲ့ပါလွန်ခဲ့တဲ့ရာစုနှစ်တည်းကနေစပြီးတော့ကျွန်တော်တို့ကမြန်မာနိုင်ငံနဲ့အိန္ဒိယနဲ့ဆိုတာရှင်တွဲနေကြတာဖြစ်ပါကျွန်တော်တို့နိုင်ငံကိုလိုနီနိုင်ငံဖြစ်ခဲ့တယ်လို့ခွဲတွဲခွဲနဲ့နေကြတဲ့နိုင်ငံတွေဖြစ်ပါမြန်မာနိုင်ငံမှာအိန္ဒိယနယ်ဘော်တွေအများကြီးရှိပါတယ်အများကြီးရှိပါတယ်ပြောမှဆိုရင်ကယ်ရီရဲ့စီမူသားချင်းတွေရှိပါလိမ့်မယ်ရှိပါလိမ့်မယ်အဲ့တော့ဆက်ပြီးလုပ်လို့အများကြီးလုပ်လို့ရပါတယ်လုပ်လို့ရပါတယ်နောက်တစ်ခုကပြောရင်းနဲ့တစ်ခုကြတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ခုနကပြောတဲ့စီးပွားလုပ်ငန်းတွေလုပ်ကြတယ်စီမူသားချင်းတွေတွေ့တယ်ဆိုတာသွားတာရှင်းကြတယ်တိုရစ်ဇမ်လုပ်ငန်းပြည့်တယ်လို့ရတယ်တိုရစ်ဇမ်လုပ်ငန်းပေါ့ကယ်ရီကမြန်မာနိုင်ငံဒါပေမဲ့တိုရစ်ဇမ်လုပ်ငန်းပြည့်တယ်လို့ရတယ်မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံပေါင်းဖို့တိုရစ်ဇမ်လုပ်ငန်းပြည့်တယ်လို့ရတာရှိပါတယ်ညီချင်းမှုမူတည်တွေနဲ့ပတ်သက်ပြီးတော့လုပ်ကြတယ်အများကြီးရှိပါတယ်ပြောမှဆိုတော့မြန်မာနဲ့အိန္ဒိယပူးပေါင်းဆောင်မှုနယ်ပယ်ကြီးကကြီးမားစွာရှိတယ်ဆိုတော့ကျွန်တော်မြင်ပါတယ်ကျွန်တော်တော့ဒီပေါ်မှာကနိုင်ငံဝန်ထမ်းတွေနဲ့အထူးထူးရှိကြတဲ့ဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေကိုကျွန်တော်လေးနားတယ်ပါဒါကြောင့်ကျွန်တော်တို့တွေနဲ့နိုင်ငံနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့စိတ်ပူပေါ်မှုမရှိပါနဲ့တက်ပေါင်းမှုမရှိပါနဲ့ဒီလိုပဲစီဝဲနဲ့ပတ်သက်လို့ရှိရင်စိတ်ပူပေါင်းလို့ရှိရတယ်ကျွန်တော်ဒီကောင်လေးခိုင်မာပြအောင်ကျွန်တော်လုပ်မယ်ဆိုတော့လေကျွန်တော်ပြောလို့ပါတယ်ဒီလိုပဲရင်းနှီးမြှုပ်နှံမှုဆိုတာမှလည်းအာမခံချက်ဘယ်လောက်ရှိတယ်ဒီဘလောက်ဒီမှာဒီလိုတော့ခိုင်မာဖြစ်ပြီးတော့ပို့ပြီးတော့တွင်းမြင့်ဆောင်ရနိုင်တယ်ရင်းနှီးမြှုပ်နှံပြီးအရင်ပြုတ်သွားတယ်မဖြစ်ဘူးဒါကြောင့်ဒါရင်းနှီးမြှုပ်နှံပြီးအကျိုးမြတ်ရှိဖို့လည်းတူတာဒါအာမခံချက်ရှိတာဒါကြောင့်ကျွန်တော်တို့ကလည်းဒါဒီရင်းနှီးမှုနဲ့တဲ့အခါမှာလည်းမြန်မာနိုင်ငံမှာဒီလုပ်ငန်းတွေဒါလုပ်လို့ရှိရင်ကျွန်တော်ခုနဖော်ပြခဲ့တဲ့ဒါအကြောင်းအရာတွေကမြန်မာနိုင်ငံမှာလာရင်းနှီးမှုနဲ့လို့ခင်ဗျားတို့လည်းအာမခံချက်ရှိတဲ့အောင်ကျွန်တော်ပြောချင်းဖြစ်ပါတယ်ဒီမှာအာမခံချက်ရှိတဲ့အောင်ကျွန်တော်အာမခံချက်မရှိတော့လည်းခင်ဗျားတို့လာရင်းနှီးမှုနဲ့မဖြစ်ပေါ်ဘူးဒါလို့သိရပါမယ်ခင်ဗျားတို့နဲ့ကျွန်တော်တို့လည်းလုပ်တဲ့အခါမှာဘုရားတစ်ဖက်အကျိုးမြတ်ရှိတဲ့ကိစ္စဖြစ်ဖို့ကျွန်တော်တို့